Yunjitu ni kumama alo Yesu Christo namana imingla malo lokon satabane. Dikene maroကျွန်တော်တို့တိထားပြီးသားအကြောင်းအရာလေးတစ်ခုကိုပြန်လည်နှလုံးသွင်းဆင်ခြင်ဖို့အတွက်ယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်။ရှင်လုကာခရစ်ခန်းကြီး10ငယ်25နဲ့30ခုဒီကိုကျွန်တော်တို့ဒီလိုပါဆင်ခြင်ကြည့်ရအောင်။ကျန်တက်တယောက်ကသခင်ကိုမိကုံးမေးခြင်းနဲ့စတင်ထားပါ။ဒီဟာကကျွန်တော်တို့သိပြီးသားလေးဖြစ်တယ်လို့ကျွန်တော်တို့ရန်ရင်းနှီးတဲ့အကြောင်းအရာလေးဖြစ်ပါတယ်။ကျွန်တော်တို့အားကြရတဲ့သူတယောက်ဟာလည်းဒီအကြောင်းအရာတွေမှာရှိပါတယ်။ငယ်စဉ်ကလေးကနေပြီးတော့ဒီနေ့ကြီးပြင်းလာတဲ့အချိန်ထိလိုက်ပြီးတော့လှုပ်ချင်တဲ့စိတ်ရှိကြပါအဲ့ဒါကဘာလဲဆိုရင်ဒီနေ့မှာတဲ့ကျန်တဲ့တယောက်ဟာပြီးတော့သခင်ယေရှုစီကိုလာပြီးတော့ပေါ့နော်ဒါတော့တက်ကိုမခံရဖို့ကျွန်တော်ဘာလုပ်ရမလဲလို့အပြစ်ရှာဖို့အတွက်မဲကိုမဲတယ်တဲ့တကယ်ကဘာပြန်ပြောလဲဆိုတော့ပြည့်ရည်ကျန်နိုင်ဘလို့လာတယ်လဲမင်းဘလို့ဖတ်ထားမိတယ်တဲ့မင်းဘလို့ဖတ်ထားရတယ်လဲပေါ့နော်ပြည့်ရည်ကျန်မှာဘလို့ရေးထားတယ်လို့မေးပြန်မေးတဲ့အခါအဲ့ဒီလိုကဘာပြောလဲဆိုတော့တင်းဖြတ်ခင်ထာဝရဘုရားကိုဆွမ်းလုံးကျွမ်းမဲ့အစွမ်းတတရှိသည်မြတ်ဉာဏ်ရှိသည်မြတ်နဲ့ချစ်လို့တဲ့ကိုယ်နဲ့ဆက်ဆံလို့ကိုယ်နဲ့မြတ်ချစ်လို့အဲ့လိုရေးထားပါတယ်ဒါဆိုရင်လည်းတဲ့ဒီစကားမှန်တယ်တဲ့မင်းအဲ့လိုလုပ်ရင်တဲ့မင်းထာဝရတက်ကိုရမယ်မင်းလုပ်ချင်တဲ့အတက်ကိုရမယ်ဒီလိုကလည်းအဲ့ဒီမှာဘာပြန်မေးလဲဆိုတော့ခင်းနဲ့ကိုယ်နဲ့ဆက်ဆံတဲ့သူကျွန်တော်နဲ့ဆက်ဆံတဲ့သူဘယ်လိုလဲတဲ့ပြောမဆိုရင်သူနဲ့ဆက်ဆံတဲ့သူကဘယ်လိုလဲပေါ့နော်ကျန်တဲ့တယောက်ဖြစ်တဲ့အတွက်ဒီကျမ်းပညာတိကျမ်းနဲ့အားလုံးသူငငယ်တွေကနေပြီးတော့ဒီနေ့ဒီချိန်ထိသူတခုမှမလွယ်သူလုပ်ပြီးသားသူလိုက်နာပြီးသားပေါ့နော်ကျင့်ကြံပြီးသားဖြစ်တယ်လို့ဆိုတော့သူကသူပြင်းမရှိတဲ့ပုံစံနဲ့သူသခင်ပြန်မေးကျွန်တော်နဲ့ဆက်ဆံတဲ့သူကဘာလို့လဲသခင်ကဘာပြန်ပြောလဲဆိုတော့လူတယောက်ဟာတဲ့ယေရုရှလင်မြို့နယ်တော့ယေရိခေါသွားတယ်တဲ့သွားရတန်းပါတဲ့ဓမြနဲ့တွေ့တယ်တဲ့ဓမြကနေဓမြတွေကသူ့ကိုရန်နဲ့နှိပ်ဆက်ပြီးတော့သူ့ရဲ့မှာရှိပါလာမြပစ္စည်းတွေကိုယူသွားတယ်တဲ့ကျမ်းမလမ်းမှာပြစ်ထားခဲ့တယ်။ဒါကိုလည်းအဲ့လမ်းကနေလာတဲ့ရေပြောဟဲ့တယောက်ကမြင်တယ်တဲ့။ဒါပေမဲ့ရေပြောဟဲ့မြင်တဲ့အခါမှာရေပြောဟဲ့ရှောင်သွားတယ်တဲ့။နောက်တစ်ယောက်လေဝိတယောက်လည်းရောက်လာတယ်တဲ့ဒီလမ်းကနေ။ဒါပေမဲ့လူနာမြင်တဲ့အခါမှာရှောင်သွားပြန်တယ်။ရှမာရိလူတယောက်ရောက်လာတယ်တဲ့။ရှမာရိလူတယောက်ရောက်လာတဲ့အခါမှာဒီရှမာရိလူဟာဒီလူနာကိုကြည့်ပြီးတော့သူ့မှာကိုကြီးခြင်းနဲ့စိတ်ကရုဏာစိတ်ဖြစ်သွားတယ်တဲ့။အဲ့ဒါဒီလူနာနာကိုသွားပြီးတော့အနာတွေကိုစိတ်ထည့်ပေးတယ်စိတ်ကြောပေးတယ်ပြုစုရိုးရပေးပြီးတော့သူစီးလာတဲ့တရိษံပေါ့နော်တရိษံတော့တောင်းတာအဲ့ဒီကိကလာဆိုရင်ကြီးလည်းဖြစ်မယ်လားလည်းဖြစ်မယ်ပေါ့နော်သူတရိษံစီးလာတရိษံပေါ်တင်ပြီးတော့သူဇရက်တစ်ခုမှခေါ်သွားပြီးတော့ထပ်ပြီးတော့ကုပြုစုကုတာပေးနေတယ်ပေါ့ဒီရှမာရိလောကသူထွက်သွားရမယ့်အချိန်ပေါ့နော်ရောက်တဲ့အခါဇရက်ရှင်ကြီးသူသွားတယ်ဇရက်သုံးပြကောက်ကိုသူပေးတယ်ပြီးတော့ထပ်ပြီးမှာခဲ့ပြန်လာတဲ့အချိန်ထိဒီလူနာကိုဆက်ပြီးတော့ပြုစုကုတာပေးပါကုန်ကြတဲ့စိတ်တွေကိုငါပြန်ရောက်လာတဲ့အခါကျမင်းသားအကုန်ပေးမယ်ဒီလိုမှပြီးတော့ထပ်သွားတယ်ဒီမှာကျွန်တော်တို့လူလေးယောက်ကိုကျွန်တော်တို့လူလေးမျိုးတွေ့ရမှာနော်လူလေးမျိုးကျွန်တော်ငယ်တော့ကျွန်တော်တို့အာယုံဆိုင်တဲ့လူ၃မျိုးဒါပေမဲ့ဒီချိန်မှာဒီထဲမှာလည်းကျွန်တော်ဒီကဆင်ခြင်စေချင်တာကျွန်တော်တို့လူရဲ့အကြောင်းအရာကိုပဲကျွန်တော်ဆင်ခြင်စေချင်ကျွန်တော်ငယ်က fitness school မှာရောအရင်ကျွန်တော်တို့ကြီးလာတဲ့ခါမှာကြားနာရတဲ့နှုတ်ကပတ်တွေတော်တွေဆရာရဲ့ဝင်ကားချက်တွေရဆိုရင်ကျွန်တော်တို့ဟာရှမာရိလူတယောက်ပုံမှာချိန်ခံပြီးတော့ကျွန်တော်တို့ကကိုယ်နဲ့ဆက်ဆံတော့သူ့ကိုနဲ့မြတ်ဘလို့ချေရမလဲဆိုတော့ကျွန်တော်သိယူကြတယ်။ဒါပေမဲ့ဒီမှာတော့ကျွန်တော်နည်းနည်းကွဲပြားတဲ့လေးကိုဆင်ခြင်စေချင်တယ်။အဲ့ဒါပါလဲဆိုရင်လူ၄ယောက်ရှိတယ်။ရစ်ပြောဟဲ့ရှိတယ်။ပြီးရင်လေဝိလူရှိတယ်။ရှမာရိလူရှိတယ်။နောက်ဆုံးတယောက်ကဇရက်ပိုက်ရှင်ရှိတယ်။ဒီ၄ယောက်ထဲမှာကျွန်တော်တို့ဟာရှမာရိလူအကြောင်းကိုကျွန်တော်ဆင်ခြင်တယ်။ဒီရှမာရိလူလိုမျိုးကျွန်တော်တို့ကိုယ်နဲ့ဆက်ဆံတော့သူကိုယ်နဲ့မြတ်ချစ်ဖို့ဒီသခင်ရဲ့ပြောရတဲ့တညတိကျန်အတိုင်းပေါ့နော်ကိုယ်နဲ့ဆက်ဆံတော့သူကိုယ်နဲ့မြတ်ချစ်နိုင်ဖို့ကျွန်တော်တို့ဆင်ခြင်ကြတယ်စူးစမ်းကြတယ်